ခဲဒီလိုအစိမ်းဖူးလေးလောက်ကြမယ်အားလုံးလို့လာတော့ဒီလိုကိုယူရဆိုင်ပါနော်ရဆိုင်တစ်ခုကိုနည်းနည်းလေးချိုးလိုက်မယ်ချိုးပြီးသွားလို့ရှိရင်ဒါကိုလိမ်လိုက်မယ်ပေါ့နော်လိမ်သွားလို့ရှိရင်ကိုယ့်ရဲ့တိတ်စိမ်းလေးနဲ့ပတ်ပါမယ်ပတ်တဲ့အခါဆိုလို့ရှိရင်ခိုင်းကတော့အောက်ကိုအရင်ဆုံးပတ်တယ်လက်မလေးနဲ့ဖိပြီးတော့နော်လက်မလေးနဲ့ဖိပြီးတော့တစ်ပတ်လဲလိုက်တယ်ပြီးတော့မှအပေါ်ကိုတက်လိုက်တယ်ဒီအပေါ်တက်ဖို့ကလို့ကိုလိုတော့နေထားရပြီဆိုရင်အောက်ပေါ်ဆင်းလာပါတယ်ချက်တယ်နော်ကဲဒါဆိုလို့ရှိရင်စိမ်းဖူးလေးရပါပြီဒီစိမ်းဖူးလေးကိုခိုင်းတာဟိုအစိမ်းခက်လေးပါနော်ဒီလိုအစိမ်းခက်ကလေးလောက်ပါမယ်စိမ်းခက်ကလေးလုံးဝဆိုတဲ့အကြောင်းအစိမ်းလေးတစ်ခုထည့်လိုက်မယ်ပြီးရင်ဒီလိုခိုင်းလို့လောက်ထားတဲ့အစိမ်းဖူးလေးကိုအရင်ဆုံးဒီနေရာလေးမှာထိတ်ကလေးမှာထည့်လိုက်မယ်ထည့်ပြီးသွားရင်ခုနလိုပဲခိုင်းလို့ဒီအစိမ်းလေးနဲ့ပတ်ပါမယ်တိတ်စိမ်းလေးနဲ့ပတ်မယ်ပတ်တဲ့ခါကျလို့ရှိရင်ခိုင်းလို့အောက်နည်းနည်းကိုအရင်ဆုံးပတ်ပြီနော်ဓမ္မလေးနဲ့ဖြည့်ပြီးတော့ပတ်မယ်အဝိုင်းဆိုလို့ရှိရင်ကိုလိုတော့နေထားရပြီဆိုလို့ရှိရင်နောက်ကဒီစိမ်းကြီးလေးထပ်ထည့်ပါမယ်好，ဆုံးထိပฏิပတ်ရစမ်းပါမယ်ပြရရင်တော့ကိုယ်ရဲ့ဒီဟာလေးကို adjust ပြန်နှိမ့်နေတာပေါ့နော်ကိုလိုချင်တဲ့စားပုံစံလေးပေါ့နော်ပြန်တင်တာဆိုတော့အစိမ်းခက်လေးပါနော်အစိမ်းခက်လေးခိုင်းတော့အဖူးခက်လေးပါနော်အစိမ်းဖူးခက်လေးရတာပါပြီရှင်ဒီစုပြီးရဒုတိယချင်းချမ်းကျေးဇူးတင်ပါတယ်ဘိုင်